ပြောင်ကြီးကလဲထုံလို့ကောင်းမမလားဗျတီးနံဆိုင်လို့ရမလားတဲ့မြို့ကြီးသားကလေးကဝါမအရင်တိတာတိနော်ဟဲ့တောင်သူလုံးတယ်ဆိုလို့ရှိရင်ကိုင်းခွက်တို့လဲခွက်တို့ဂျာခွက်တို့အရင်ပလင်းပြောင်အရင်ပေါင်းရှင်းပြီးမှလဲထုံရတာအဲ့မရှင်းမနဲ့လဲသွားထွင်မြို့မှာဝေးရကြိုက်ထုတ်လိုက်မှတိလားနော်အဲ့တော့မြို့ကြီးသားကလေးကဝါမအရင်တိတာတိလားနော်မတိလည်းကိုကလည်းကိုအေးစစ်စစ်သွားမနေဘူးတော့တောင်းသားလေတိဂျာခွက်ကိုင်းခွက်လဲခွက်အကြောင်းကိုကောင်းကောင်းတိနော်အရင်ဆုံးပေါင်းကိုရှင်းပြီးမှလဲထုံရတာလဲထုံပြီးမှတင်းနဲ့ဆက်ရလားအေးမရှင်းမနဲ့လဲသွားထွင်အဲ့မှာဘွေးရမျိုးကြိုက်ထဲလိုက်တော့အမျိုးတုံးသွားတယ်တိအဲ့ဒါမြို့ကြီးသားတွေဘာမှတုံးစားမရတောင်သူဆိုတာဘာမှမသိဘူးနော်တော့တောင်သူလေသမားတွေစိုက်ထားတဲ့သီးနှံကိုအထလေးပြေးပြီးတော့အမျိုးတကူဝယ်စားတဲ့ဟာတွေမှအရင်သိတာတဲ့ဟာတွေပါချလိုက်မှဒါတွေကဈေးကစစ်ကြသေးတယ်သိလားနော်ပေါင်းမရှင်းမနဲ့သွားပြီးတော့လေထုံရင်နင့်ကမဘွေးအကြိုက်ထဲလိုက်မှသိလားနော်ကိုင်းကက်တို့ရာခွက်တို့လေခွက်တို့ဆိုတာပေါင်းကိုအရင်တလင်းပြောင်အောင်ရှင်းရတာတလင်းပြောင်ကြီးရမှလေထုံလို့ရှယ်ကောင်းတာသိလားနော်နွားတွေလည်းလေထုံရတာတက်တာတယ်လူတွေလည်းခလုတ်စူးမှာမွေကြိုက်မှာမကြောက်ရအောင်သိလားနော်ငါစကားပြောရင်ရှားလေးနေသေးတယ်သိလားနော်သိရင်အတားနေညခါလာဆမ်စုမနေနဲ့နော်ဘာမှတုံးစားမရတဲ့